မင်္ဂလာချီတော်နနက်ခင်းလေးပါရှင်မေလ17ရက်တနင်္လာနေ့မနေ့ခင်းသတင်းကိုထိုင်လန်နျူးစ်မှပြန်လည်တင်ဆက်ပေးပါမယ်ရှင်ဒိန်နီတွင်ဖမ်းမိသည့်ရာဇဝတ်မှုကျူးလွန်သူများကိုစေလန်တလျှောက်ပြည်သူများအား MNDAA ကပြသတဲ့သတင်းရှမ်းပြည်မြောက်ပိုင်း MNDAA ထိန်းချုပ်ဒိန်နီမြို့မှာဖမ်းဆီးရမိသည့်ရာဇဝတ်မှုကျူးလွန်သူများကိုရင်ဘတ်တွင်စာဆွဲပြီးစေလန်တလျှောက် MNDAA ကပြသခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။ယမန်နေ့မေလ9ရက်နေ့နက်ပိုင်းတိုင်နီမြို့စေလန်တလျှောက်ဖမ်းဆီးရမိထားသည့်စိန်ငယ်ခိုးသူမူရစ်စေဝါရောင်းဝဲသူနဲ့လျှက်စစ်မီဂျိုခိုးသူ9ဦးအားတန်ရှည်ချင်းများခတ်ကရင်ဘတ်စာဆွဲပြီးမူရစ်စေဝါရောင်းချသူပါစသဖြင့်လူထုရှိလှည့်လည်၍ MNDAA ရဲများကအဆောင်ရှောင်းလိုက်ပါကစေတပတ်ပြသခဲ့ကြောင်းသိရပါတယ်။မူရစ်စေဝါရောင်းတဲ့မိန်းမတယောက်လဲပါပြီးကားနဲ့ခေါ်လာကဈေးတစ်ပတ်လမ်းလျှောက်ပြပြီးပြန်ခေါ်သွားတယ်တခိုးပါပြမူရစ်စေဝါရောင်းလို့ပါလို့အော်ခိုင်းပြီးလူထုကိုကြောက်အောင်လျှောက်တဲ့တဘောပါပဲဟုစေပင်ရဲနေသူတို့ကပြောပါတယ်ဒိန်နီတွင် MNDAA ထိန်းချုပ်ပြီးနောက်ဒေသခံများအတွက်အလုတ်ကိန်းရကြည့်ရန်ခက်ခဲမှုတရုတ်နိုင်ငံသားအများအပြားဝင်ရောက်လာကဒေတာအလုတ်ကိန်းများမြေယာများရယူမှုများကြောင့်စားဝတ်နေကျက်သေးလာကြတာဖြင့်ရာဇဝတ်မှုများကျူးလွန်လာနေကြသည်ဟု၎င်းကပြောပါရယ်ဒိန်နီကို MNDAA က2029စစ်စင်ရေးများအတွင်တိမ့်ပိတ်ထားခဲ့ပြီးတရုတ်လုပ်ငန်းချင်းအများအပြားရောက်ရှိလာကစိတ်ပြိုးရေးတက်တူဒူးဖော်ရေးစသည့်လုပ်ငန်းမျိုးစုံကိုလုပ်ကိုင်လာကြတဲ့ဖြင့်ဒေသခံများခက်ခဲလာနေကြခြင်းဖြစ်ကြောင်းသိရပါတယ်။ဒိန်နီကိုစစ်ကောင်စီကဒစိမ့်မမတ်ပြန်တောင်းနေပြီးခဲ့တဲ့သတင်းပတ်အတွင်းစစ်ကောင်စီကိုယ်စားလှယ်တရုတ်နိုင်ငံကိုယ်စားလှယ် MNDAA UWSP SSPB တို့တွေ့ဆုံပြီးတရုတ်၏ဘိုးလမ်းမသစ်စီမံကိန်းထဲမှယထာလမ်းပိန်းကိုပြန်ဆနိုင်ရန်ဆွေးနွေးခဲ့ရာတိန်နီမျိုးမှကွန်းလုံရှင်းရွှေဟော်အထိမန်ယူ105မိန်မှကျူကုတ်ပန်ဆိုင်အထိကုံတွေလန်းကျောင်းပေါ်မှ MNDAA အပါအဝင် EROS တပ်များဖယ်ရှားပေးရေးပါဝင်ခဲ့ကြောင်းသတင်းရင်းမြစ်များမှသိရပါတယ်။ဒုတိယသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။စက်ထက်ဒင်္ဂယနာတင်အထိမ်းအမှတ်ပြခန်းကိုလူဦးရေ3000ခန့်လေးလာတဲ့သတင်းရန်ကုန်မြို့ကဘာအေးကုန်းမြေရှိမဟာပါဒနာလိန်ကူတော်မှာစက်ထက်ဒင်္ဂယနာတင်အောင်ပွဲနှစ်90ပြည့်အထိမ်းအမှတ်ပြခန်းကိုဧပြီလ30ရက်ကနေမေလ10ရက်အထိဖွင့်လှစ်ပြသခဲ့ရမှာလာရောက်လေးလာသူ3000ခန့်ရှိတယ်လို့ပြခန်းတာဝန်ခံစီကသိရပါတယ်။ပြခန်းကိုနေ့စဉ်မနေ့9နာရီကနေညနေ9နာရီအထိပြသခဲ့တာဖြစ်ပြီးမေလ10ရက်ကနောက်ဆုံးနေ့အထိပြသခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပြခန်းကိုဖုံးတော်ကြီးတင်ပညာရေးကျောင်းတီလာချင်းစာတင်တဲ့တက္ကသိုလ်ပညာရေးကျောင်းတွေကကျောင်းသားကျောင်းသူတွေလူမှုအဖွဲ့အစည်းတွေနဲ့မိသားစုတွေလာရောက်လေ့လာခဲ့ကြပါတယ်။လှိန်ကူတော်အတွင်းမှာပြခန်းပေါင်း12ခန်းပြသခဲ့ပြီး1954ခုနှစ်ကနေ1956ခုနှစ်အထိကျင်းပခဲ့တဲ့စက်ထက်တင်္ဂယနာတင်ပွဲအခမ်းအနားမှတ်တမ်းဓာတ်ပုံတွေမှတ်တမ်းဗီဒီယိုတွေစက်ထက်တင်္ဂယနာတင်ပွဲနဲ့ဆက်ဆက်တဲ့အဆောက်အုံတွေရဲ့မှတ်တမ်းတွေနဲ့ပြုပြင်ထိန်းသိမ်းမှုအခြေအနေတွေကိုပြသခဲ့တာဖြစ်ပါတယ်။ဒါအပြင်စက်ထက်တင်္ဂယနာမှာတိဖြတ်ခဲ့တဲ့ပိဋကတ်တော်30အုပ်ကိုစကင်ဖတ်ထားတဲ့မိတ္တူ900ကျော်အထိမ်းအမှတ်အဖြစ်စိတ်ထူထားတဲ့ကြောက်စာတိန်နဲ့သမင်းဝင်းစာပေမှတ်တမ်းတွေညောင်ရမ်းဆရာတော်မဟာစီဆရာတော်နဲ့မင်းကုန်းဆရာတော်တွေရဲ့အသုံးဆောင်ပစ္စည်းပြကွက်တွေတင်္ဂယနာတင်ယာဌာနပြခန်းတွေထေရဝါဒ9နိုင်ငံကတန်ခါယာစာတွေရဲ့ပုံတော်တွေနဲ့ပထမဆုံးစက်ထက်တင်္ဂယနာတင်ပိဋကတ်3ပုံကျမ်းစာအုပ်တွေကိုခဲစာလုံးနဲ့စတင်ရိပ်နှိပ်ခဲ့တဲ့ပုံနှိပ်ဆက်တွေကိုလည်းပြသနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါတွေကသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်ပြစ်မှတ်တွေကိုဒရုန်းတွေဒုံးကြီးတွေနဲ့အသင့်ချိန်ရွေးထားပြီးဖြစ်လို့ပြစ်မှတ်ကိုပဲစောင့်စိမ့်နေသည်ဟုအီရန်ဗိုလ်ချုပ်ကပြောတဲ့သတင်းဒေတာတွင်အမေရိကန်ပြစ်မှတ်တွေကိုပစ်ခတ်ဖို့တုံးကြီးတွေဒရုန်းတွေနဲ့အသင့်ချိန်ရွေးထားပြီးဖြစ်တဲ့အတွက်ပစ်ခတ်ဖို့အမိန့်ပေးတာကိုပဲစောင့်စိမ့်နေတယ်လို့အီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ် IRGC လေကြောင်းအာကာသတပ်ဖွဲ့ရဲ့ဒုံးကြီးနဲ့ဒရုန်းတပ်မှူးဗိုလ်ချုပ်မာကျင့်မိုဆာဗီကသတင်းထုတ်ပြန်ထားတယ်လို့မေလ10ရက်အီရန်အစိုးရသတင်းတွေကဖော်ပြထားပါတယ်။ဒေတာတွင်ကအမေရိကန်ပြစ်မှတ်တွေအပြင်ရန်လိုတဲ့ရန်သူတွေပိန်စိန်တဲ့တင်မောတွေကိုလည်းအသင့်ချိန်ထားတယ်လို့ဗိုလ်ချုပ်မိုဆာဗီကဆိုပါတယ်။အီရန်အာကာသလေကြောင်းတပ်ဖွဲ့အနေနဲ့
ဆက်လက်တီးခတ်နေမှာမဟုတ်ပဲတုံးပြန်တိုက်ခိုက်သွားဖို့အသင့်ရှိနေတဲ့ဆိုတာကိုအတိပေးတယ်လို့လည်းဗိုလ်ချုပ်မာဂျင်မိုဆာဗီရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြတယ်လို့အီရန်အစိုးရသတင်းတွေကဖော်ပြထားပါတယ်။မေလ9ရက်နေ့ကဟော့စမူရေလက်ကြားကိုဝင်ရောက်လာတဲ့အီရန်တင်ဘော2စင်းကိုအမေရိကန်ကပစ်ခတ်ခဲ့တယ်လို့ခတ်ကျွန်းပေါ်ကအရက်သားဧရိယာတွေကိုအမေရိကန်ကတိုက်ခတ်ခဲ့တဲ့အပေါ်ဗိုလ်ချုပ်မာဂျင်မိုဆာဗီကမေလ9ရက်စွဲနဲ့သတင်းထုတ်ပြန်ထားတယ်လို့အီရန်အစိုးရသတင်းတွေကဖော်ပြထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်ထပ်မံတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံတွင်တန်ကာရောင်ဆောင်ပြီးအလူလိုက်ခတ်နေတဲ့လူတစုရဲ့သတင်းကြီးညိုတပ်ပစ်စွာနဲ့လူတန်းလိုက်တဲ့အလူငွေတွေဟာတကယ်တန်ကာစစ်တွေစီမရောက်ပဲလူလိန်တွေလက်ထဲရောက်သွားနေတာမို့မိဘပြည်သူများအထူးသတိပြုဖို့သတင်းကောင်းပါပြစေ။ဒီခဲ့တဲ့မေလ9ရက်နေ့ညနေပိုင်းကထိုင်းနိုင်ငံအယုဒ္ဓယပြည်နယ်ဖရာအင်းရရှာရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေဟာထူးဆန်းတဲ့တင်ကြားချက်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အဲဒါကတော့ရှေ့ရနွိုင်းအရက်ကလက်ကွင်းပြင်ကျဲကြီးထဲမှာတင်ကန်းဝတ်ထားတဲ့လူတစုဟာတဲထိုးပြီးစုပေါင်းနေထိုင်ကြတဲ့ဆိုတဲ့အချက်ပါပဲ။ရဲတပ်ဖွဲ့ကတွားရောက်ကြည့်ရှုတဲ့အခါမှာတော့ဖြစ်စဉ်ကတကယ်ကိုအံ့ဩစရာကောင်းနေပါတယ်။ဒီလူစုဟာနနဲ့အစောပိုင်းအချိန်တွေမှာတင်ကန်းကိုတေတေတတဝတ်ပြီးတပိတ်ကိုဖိတ်ကလူစီကားရနေရာတွေကိုတွားရောက်ပြီးဆွန့်ခံထွက်တယ်လို့အလူငွေတောင်းတယ်လို့နဲ့လှည့်လှည့်သွားလာကြတာပါဒါပေမဲ့ညနေဆောင်လို့လူချင်းတိတ်ပြီးဆိုတာနဲ့သူတို့ဝတ်ထားတဲ့တင်ကန်းတွေကိုချွတ်ပြီးလေကွင်းထဲကရှုံတွေပိတ်ပေါင်းတွေကြားမှာဖွက်ထားတဲ့တဲဆုပ်လေးတွေစီကိုပြန်လာပြီးတာမန်လူတွေလိုပဲနေထိုင်စားတောက်ကြတာကိုရဲတပ်ဖွဲ့ကလက်ဘူးလက်ကျက်ဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းဆီးရမိတဲ့အမျိုးသား၄ဦးဟာအသက်49နှစ်ကနေ64နှစ်အရွယ်ရှိတဲ့ထိုင်းနိုင်ငံသားတွေဖြစ်ကြပါတယ်။သူတို့စီကနေတန်ခအသုံးဆောင်ပစ္စည်းတွေအပြင်လူဝတ်လဲရင်ဝတ်ဖို့အဝတ်စားတွေနဲ့တက်တန်းကုံဆုံးနေပြီဖြစ်တဲ့တန်ခမှတ်ပုံတွေအဟောင်းတွေကိုပါတင်စီရမိခဲ့ပါတယ်။သူတို့အားလုံးဟာတန်ခအစ်စ်တွေမဟုတ်ကြပဲအလုပ်ကိမရှိတာကြောင့်အလူငွေရဖို့အတွက်အခုလိုတန်ခရောင်ဆောင်ပြီးလိန်လည်နေကြတာလို့ဝန်ခံသွားခဲ့ပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာကြီးနေကြတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းလမ်းဘေးမှာတွေ့တဲ့တန်ခါတိုင်းကိုကြီးညိုတက်တက်နဲ့မလူတမ်းမိပဲတေချာစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်အခုလိုတန်ခါအတုတွေဟာသာသနာကိုညှို့နှွမ်းစိတ်ယုံတွေမကပဲစေတနာရှင်တွေရဲ့တရားတရားကိုပါအလွဲသုံးစားလုပ်နေကြတာမို့အားလုံးပဲတတိထားနိုင်ကြောင်းမှာရှင်းပါတယ် Thailand News ကိုအားပေးနားဆင်ကြတဲ့ချစ်ပရိသတ်များအားလုံးအထူးကျေးဇူးတင်ရှိပါတယ်ရှင်မြန်မာနိုင်ငံသူနိုင်ငံသားများနဲ့တကွကဘာသူကဘာသားများအားလုံးကျမ်းမာချမ်းသာကြပါစေရှင်